Здравствуйте မင်္ဂလာပါဒီနေ့တော့ရုရှားလိုခြေချင်းလျှောက်သွားသည်လမ်းလျှောက်သွားသည်ဆိုတဲ့စကားအသုံးလုံးလေးကိုနာမ်စားတွေလိုက်ပြောင်းလဲပြီးတော့ဘယ်လိုသုံးမလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်နော်အခုမှမြည်တာЯ иду ငါလမ်းလျှောက်သွားတယ် Ты идёшь မင်းလမ်းလျှောက်သွားတယ် Он идёт သူလမ်းလျှောက်သွားတယ် Она идёт သူမလမ်းလျှောက်သွားတယ်တီးဆိုလို့ရှိရင်ချယ်တို့ရှတန်လေးနဲ့ဆုံးမှာပေါ့နော် Josh on အာနာကကြတော့တအတန်လေးနဲ့ဆုံးမှာသူလမ်းလျှောက်သွားတယ်သူမလမ်းလျှောက်သွားတယ်ဆိုရင် Ijot ဆိုတဲ့အသုံးလုံးလေးကတအတန်လေးနဲ့ဆုံးမှာပေါ့နော် Ijot သူလမ်းလျှောက်သွားတယ်အာနာ Ijot သူမလမ်းလျှောက်သွားတယ်မီငါတို့တွေ Ijom လမ်းလျှောက်သွားကြတယ်မီ Ijom ငါတို့တွေလမ်းလျှောက်သွားကြတယ်ဘယ်ကိုသွားတာလဲ First call ကိုကျောင်းကိုသွားတယ်ကျောင်းကိုသွားရဲဆိုရင် first call လို့ဆိုရဲအသုံးလုံးလေးကိုနောက်ကထည့်ပေးရမှာဖြစ်ပါတယ် we မင်းတို့ idiote လမ်းလျှောက်သွားကြတာလား we idiote မင်းတို့တွေလမ်းလျှောက်သွားကြတာလား ani idu သူတို့တွေလမ်းလျှောက်သွားကြတယ် damoy အိမ်ကိုသူတို့အိမ်ကိုသူတို့လမ်းလျှောက်သွားကြတယ်အဲ့လိုပြောလို့ရတာဖြစ်ပါတယ်เนาะရုရှားဘာသာမှာကလမ်းလျှောက်သွားတာခြေကျင်သွားတာတွေကားနဲ့သွားတာတွေကိုအမျိုးမျိုးပြောင်းလဲပြီးတော့ verb လေးတွေပြောင်းလဲပြီးတော့သုံးပေးရတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခါထပ်ပြီးတော့အတူတူပြောကြည့်ကြမယ်เนาะ Я иду Ты идёшь Он идёт Она идёт Мы идём Вы идёте Они идут Спасибо Пока-пока